လူတွေအတွက်ဆိုရင်တော့ပြုံးပန်းဝင်မှာဝက်ချုံနဲ့ရဝက်ဥပေါ့နော်ဝက်ပုံးတို့အဲ့ဒါတော့လူကြိုက်များဆုံးဟင်းပေါ့ချက်သားဆိုရင်လည်းညောင်မင်းဝင်းချက်ဥချက်တို့ချက်ပေါက်ဆန်းတို့ကအကြိုက်များဆုံးပေါ့ဝက်တွေတို့ချက်တွေတို့မစားဘူးပေါ့နော်အဲ့လိုမျိုးကြာတော့တစ်ဖက်အုံတို့ချက်တို့ငါးစီပြန်တို့အဲ့လိုမျိုးတွေလူကြိုက်များပါတယ်စိတ်သားကြောက်ချက်ကလည်းမပါမဖြစ်ဟင်းတစ်ခွက်ပေါ့ရှင်ဟုတ်ကဲ့ရှင်ပြုံးမဝင်မြန်မာဘူဖေးမှာတော့အမျိုးပေါင်းကတော့30ကျော်ပေါ့နော်အဲ့30ကျော်မှာတော့အသားဟင်းတွေလည်း10မျိုးပါမယ်ရှင်အရင်ဟင်းတွေလည်း73မျိုး14မျိုးပါမယ်အချိုပွဲတွေရပေါ့နော်အဲ့တော့ကြတော့အမျိုးပေါင်း30ပါမယ်ရှင်ပြုံးမဝင်မြန်မာဘူဖေးမှာမြန်မာဘူဖေးပဲပေါ့နော်သုံးဆောင်ရင်းအော်ဒါတွေအတွက်ပဲနော်လိုအပ်လို့ပဲဖြစ်ဖြစ်ဖုန်းနံပါတ်39 993335353ကိုဆက်သွယ်လို့ရပါတယ်ရှင်ဒါရောက်အားပေးဖို့လည်းဖိတ်ခေါ်ပါတယ်ရှင်အချက်သားငါပေါ့နော်ငါဖဲဘဲဥချက်ဥအရင်ဟင်းနေအစုံပါမှာရှင်900တန်ကနေစမယ်ပေါ့နော်900 1000 1500နော်အစုံပါမယ်ရှင်ဟုတ်ကဲ့ဗျာအဲ့ဒါဘယ်နေ့စရမှာလက်ပြန်ဆိုဘယ်လိုပြောရမလဲမနက်ဖြန်စရအောင်တော့ဒီနေ့ဆိုင်ဝင်မွဲဆိုတော့ဆိုင်ဝင်ပဲဟုတ်ကဲ့နေ့စဉ်ရောင်းချမှာပေါ့နော်ဟုတ်ကဲ့ဆိုင်ဝင်လာဖို့ဖိတ်စာလိပ်စာတွေနဲ့ဖိတ်ခေါ်တကားလေးပြောလိုက်ပါဟုတ်ကဲ့ပါပြုံးမဝင်မြန်မာဘူဖေးရောပေါ့နော်အရှင်ဒီဇိုင်းအားပေးကြတယ်ပေါ့နော်ကျွန်မအချစ်တွေဒေနာကိုပဲကြောင်းပေါ့နော်အရောက်လာအားပေးရတဲ့အတွက်ကျေးဇူးလည်းအများကြီးတင်ပါတယ်ခုဆိုင်တစ်လိပ်စာလေးကတော့62လမ်း39နဲ့40ကြားမှာပါရှင်ဒီကအသားဟင်းတွေမှာတော့သမီးတို့ကပုံမှန်ဒီဟင်းတွေပဲရှင်ဘူဖေးဖြစ်တဲ့အတွက်အရင်ဟင်းတွေကိုသာရာသီပေါ်အသီးအနှံတွေကိုချက်ပြုတ်ပေးပါတယ်ဒါပေမဲ့ဒီပြုံးပန်းဝင်မြန်မာဘူဖေးမှာကြတော့သူရဲ့ပေါ့နော်အထူး special မီနူးဟင်းပွဲတွေလက်ဆောင်ပေးတဲ့မီနူးဟင်းပွဲတွေတည်တံ့ပါတယ်ရှင်အဲ့ဒါတွေကတော့ချက်ကြော်လေးတို့ပစုံတော့စီပြန်လေးတို့အလူ26ချက်တွေတို့ပေါ့နော်ပတ်သုံးခက်သားပေါင်းလေးတို့အဲ့လိုဟင်းပွဲတွေကကြတော့ဥပုပ်လိုမျိုးစနေတနင်္ဂနွေမျိုးပေါ့နော်အဲ့လိုရက်တွေမှာသမီးတို့ထည့်ပေးရရှင်အဲ့ဒါကြောင့်အထူးဟင်းပွဲတည်တံ့အနေနဲ့ပေါ့နော်ဟုတ်ကဲ့ရှင်အမျိုးပေါင်း30ကိုစိတ်ကြိုက်ပေါ့နော်ကိုရိုင်းယူစနစ်နဲ့ပေါ့နော်ကိုရိုင်းယူစနစ်နဲ့ကိုရိုင်းယူပြီးတော့စိတ်ကြိုက်အဝါစားတစ်ယောက်ကို18000လုံးပါရှင်ပြုံးပန်းဝေကိုတော့2025မှာဖွင့်လှစ်ခဲ့တာရှင်မင်းရနာဆိုတဲ့ဆိုင်ကတော့ကျွန်တော်2005ကလေးကဖွင့်ထားတာပေါ့နော်ဆိုင်နာမည်ပြောင်းပြီးတော့ဒါကဖွင့်လှစ်တာပေါ့နော်ပြောမယ်ဆိုရင်တော့10စုနှစ်တစုရှိပါပြီရှင်မြန်မာဘူဖေးရောင်းချခဲ့တာအစင်းမြင့်ပေါ့နော်သုံးဆောင်စီချင်တာကျွန်တော်ရည်ရချက်ပေါ့နော်ကိုယ်တိုင်ယူစနစ်နဲ့ကိုယ့်ဟာကိုစိတ်ကြိုက်ပေါ့နော်သုံးဆောင်စီချင်တာကျွန်တော်ရည်ရချက်ကလေးကိုစတင်ပြီးအကောင့်ထဲပေါ်နေပါပြီရှင်ပြုံးပန်းဝင်မှာကြတော့မြန်မာဘူဖေးတစ်မျိုးတည်းနေမဟုတ်ပါဘူးစွန့်ကပ်ပွဲတော်စားတွေအမျိုးမျိုးပေါ့နော်အလူရှင်တွေစိတ်တိုင်းကြမှာယူလို့ရပါတယ်ခမင်းဘူး lens pop ဘူးတွေခမင်းကြိုင်ဆွဲတွေပေါ့နော်အဲ့လိုမျိုးတွေလည်းမှာယူလို့ရပါတယ်ရှင်ဟုတ်ကဲ့ရှင်အော်ဒါပိုင်းမှာဆိုရင်တော့3ရက်ကြိုတင်ပြီးမှာယူရပါတယ်ရှင်ကျွန်တော်တို့ရှိမှာဈေးနှုန်းလူ100ပါ6သိန်းခွဲရနေပြီးတော့စပြီးတော့အစားသားရှိပါတယ်အလူရှင်လိုချင်တဲ့ဟင်းပေါ်မှာမူတည်ပြီးတော့ပေါ့နော်ဈေးနှုန်းပြောင်းလဲလေးရှိပါတယ်ရှင်